喂，白拿到你手里呢？ဒုတိယလူလေးကွာကျွေးနေလို့တော့မရဘူးကျွန်တော်တို့ဝမ်းရင်းအတွက်တော့လှုပ်ရှားအောင်ပါပဲအားလုံးပဲမင်္ဂလာပါကျွန်တော် Live Fire Eric ပါဒီနေ့ကျွန်တော်မြောက်တကုံ43ရက်ကွက်ထဲမှာရှိကျွန်တော်တို့ကအိမ်လေးကို hot story လုပ်ပြီးမှပဲဖြစ်ပါတယ်အိမ်က location နေရာတဲ့အချက်ကြကြတယ်ဘာထုတစ်ကြောကက်ဘေးနောင်နှစ်ကြောကက်မှာကျွန်တော်တည်ရှိတယ်နောက်ပြီးတော့ဈေးနှုန်းကကျွန်တော်ဈေးနှုန်းတိမ်းပေါင်း3500နဲ့ဈေးဖွင့်လာတယ်အထက်မှာ master bedroom ၄ခန်းထိပါတယ်single တစ်ခန်းပါတယ်ပေါ့နော်အထက်မှာဘယ်လိုပညာရှိရဆိုတာကိုပြည်သက်နဲ့တူတူတွားကြည့်ကြရအောင် let's go Riding high when I was king, I played at the heart and fire. Walk away, want me there, leave me home and leave me home and it would. My feet around me, my feet around me. ဒီမှာဆိုရင်ကျွန်တော်ကားပတ်ကင်နေရနှစ်နေရာထိကျွန်တော်ကောင်းအောင်ရက်လို့ရမယ်အပြင်မှာပြီးတော့အထဲမှာဆိုရင်ကားပတ်ကင်3စီးရက်လို့ရမယ်ဒီမှာ1စီးပေါ့နော်အသေးဆိုရင်3စီးအကြီးဆိုရင်တော့ကျွန်တော်2စီးလောက်ရက်လို့ရမယ်ပြီးတော့ water generator အတွက်လည်းဒီမှာဘာညာလုပ်ပေးထားရနော်ဆိုတော့ဒီကတော့ကားပတ်ကင်နဲ့ဆက်တဲ့နေရာပြီးတော့ဘေးမှာလမ်းကြားလေးလည်းရှိတယ်အပင်တွေပါစိုက်မယ်ဆိုရင်လည်းကောင်းအောင်စိုက်လို့ရတယ်သူ့ရဲ့ apron area ကတော်တော်လေးကျယ်လို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်ထင်2ပေဝဲလောက်ရှိမယ်ဗျ very cool let's go ဆိုတော့ဒီမှာchance ယူတကစူးလိတ်တွေတက်ပြီးထားတယ် safety ပိုင်းအတွက်ဒီမှာ blender box လေးကျွန်တော်ထပ်လုပ်ပြီးထားတယ်ပြီးတော့ aluminum man တွေဆိုလည်းတေချာလေးသုံးပြီးထားတယ်ဒီမှာဝင်ချင်းမှာကျွန်းတကားယူပဲကြည့်လိုက်လုံးဝ shade ဆိုတော့အထဲမှာဘယ်လိုပါညာရှိရဆိုတော့တူတော့ကြည့်လိုက်ကြအောင်ဆိုတော့ဒါဝင်ချင်းနေရာလေး living room area တော်တော်လေးအဆင်ပြေတယ်ကျွန်တော်တို့ကျွန်းပတ်ကေးခင်းထားတယ် TV unit အတွက်ဒီ cabinet လေးပါကျွန်တော်တို့တစ်ခါလေးလုပ်ထားတွေ့ရတယ်ပုံမှန်မီးဆိုင်လေးတစ်ခုလည်းချိတ်ဆွဲထားပါတယ်ဗျဆိုတော့ကျွန်တော်တို့ဝင်ချင်းမှာ master bedroom area ကိုစတွေ့ရပြီဆိုတော့ဒီခန်းလေးဆိုလို့ရှိရင်လည်းတွားနေသူချေချေဝန်းလေးဖြစ်တယ်လေဒီမှာကျွန်းပတ်ကေးခင်းထားတယ်ဒီမှာကြွေပြားလေးရှိမယ်ကြီးပေါင်တွေကတော့လည်းကျွန်တော်ကျွန်းနေနေမယ်ထဲမှာရေချိုးကန်ခုံလေးရှိမယ်ဘေးစင်ခုံလေးရှိမယ်ရှာဝါတက်လေးရှိမယ်တွိုင်လက်လေးရှိမယ်တော်တော်လေးကိုအဆင်ပြေဗျဆိုတော့ကျွန်တော်တို့let's go ဆိုထပ်သွားကြည့်မယ်နော်ဆိုတော့လှေကားလက်ရန်ရဲ့ဘေးမှာကျတော့ခုနအပြင်အောက်တော့ထွက်လို့ရတဲ့နေရာလေးဖြစ်ပါတယ်ကားပါကင်နဲ့ချိတ်တဲ့နေရာလေးဖြစ်ပါတယ်ပြီးတော့ဒီမှာကတော့ dining room area လေးကျွေပြားနဲ့ကျွန်းထဲကို flooring ကိုပတ်တန်ခွဲထားတယ်တော်တော်လေးချေချေဝန်းလေးလည်းရှိတယ်မီးဆိုင်လေးလည်းဟိုမှာအလှလေးချိတ်ဆွဲထားတယ်ဗျပြီးတော့ဆက်သွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ကkitchen ရောက်ပြီဗျ kitchen ဆိုရင်လည်းလေကsorry ဒီမှာကျွန်းနေနဲ့ပဲကျွန်တော်လုပ်ထားတယ် cabinet တွေကိုပြီးတော့ကြွေပြားတွေကျွန်တော်သုံးပေးထားတယ်အပေါ်မှာ cabinet အပြည့်ပါတယ်ကျွန်း cabinet တွေကြီးပဲသုံးပေးထားတယ်ဒါကကျတော့ wish shot အတွက်နေရာလေးဟို space ကိုတစ်ခါ define လုပ်ပေးထားတယ်ဒီမှာပြီးရင် WC လေးတစ်ခုပါဝင်မယ်ဒီဘက်ကတော့အပြင်အောက်တော့ထွက်တဲ့နေရာလေးကျွန်တော်အောက်ဖေးကိုပဲကျွန်တော်တစ်ခါပြပေးမယ်နော်ဘာပဲဖြစ်ဖြစ်ဒါလုံးလုံး space ကရှိရလို့ပြောလို့ရတယ်ဆိုတော့အိမ်လေးကဗျာနွေးနွေးထူးထူးလေးနဲ့ဗျာနေချင်းစရာလေးနောက်ပြီးတော့ facility ရလည်းအကုန်လုံးပါဝင်တယ်လို့ပြောလို့ရတယ်ဆိုတော့အပေါ်တက်ကိုကျွန်တော်တစ်ချက်တက်ကြည့်မယ်နော်ကျွန်တော်ဒါဆိုရင်အခုဆိုရင်ပထမတက်ကိုတက်နေရဖြစ်ပါတယ်လေကားလက်ရန်တွေအကုန်လုံးလည်းကျွန်းနဲ့ပဲလုပ်ထားတယ်ဒါဆိုရင် solid ပေါ့နော်ကျွန်တော် solid တယ်ကျွန်းရင်ပေါင်းဆက်ထားတယ်ကျွန်တော်တို့အခုဝင်ချင်းမှာ living room area လေးကိုစတွေ့ရပြီဟိုဘက်ဒီဘက်ကျွန်တော်နှစ်နေရာခွဲပေးထားတယ်တကယ်လို့ဧည့်သည်တွေပါလာမယ်ဆိုလို့အလှူတွေပါလုပ်မယ်ဆိုလို့ရှိရင်ကောင်းကောင်းလေးလုပ်လို့ရတဲ့ space တစ်ခုကိုကျွန်တော်တို့ဖန်တီးပြီးထားတွေ့ရတယ်ဆိုတော့အပြင်မှာကဒါ outdoor veranda နေရာလေးဆိုတော့လေကောင်းလေးတန်လည်းရတယ်နောက်ပြီးတော့ဒီမှာ vibe လေးပေါ့နော်အပင်တွေနဲ့ကြည့်လိုက်စင်းစင်းဆူဆူနဲ့တော်တော်လေးမိုက်တယ်ပေါ့နော်မှုတွေကတော်တော်လေးကိုကောင်းစေရဗျ breaker တစ်လုံးထားပေးထားတယ်ပြီးတော့ကျွန်တော်ဒီမှာဆိုရင်အခန်း3ခန်းရှိရဗျဆိုတော့ပထမတက်ရဲ့ပထမဆုံးခန်းလေးကိုလိုက်ပြပါမယ်ဆိုတော့ master bedroom ခန်းလေးပါဒီခန်းလေးကလည်းတော်တော်လေးကိုကျွန်တော်တို့ကျယ်ပါတယ်ဗျမှာ skirting လေးကျွန်တော်လုပ်ပြီးထားတယ်အပေါ်မှာဆိုလို့ရှိရင်လည်း ceiling တွေတခြားလုပ်ပြီးထားတယ် curtain တွေလုပ်ပြီးထားတယ် aircon တစ်လုံးလည်းကျွန်တော်တက်ဆင်ပြီးထားပါတယ်ဆိုတော့ master bedroom ဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော် WC လေးပါမယ် WC ခန်းလေးဖြစ်ပါတယ်ကျွန်တော်တို့အထဲမှာကဘတ်တက်လေးကျွန်တော်ထည့်ပေးတာတွေ့ရဗျဘတ်တက်ကိုတော့ဒီအုတ်ခုံမှာကျွန်တော်ကြွေပြားကပ်ပြီးရောနော်ဒီချာလေးလုပ်ပေးထားတယ်ကြွေပြားပတ်တန်ရွေးတာလေးလည်းမစိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒါတော့ဟိုဘေးတစ်ခါလေးပေါ့နော်ထည့်ပေးထားတာကပ်ပနက်ပါတယ်ဘေးစင်ရှိမယ်ပြီးတော့ကျွန်တော်တို့ဟိုရေချိုးခန်းသုံးပစ္စည်းထည့်လို့ရတာလေးရှိမယ်နောက်ပြီးတော့ toilet လေးပါမယ်ရှောင်ဝါတက်ပါမယ်ဆိုတော့တော်တော်လုံးလုံးလုပ်ပေးထားတွေ့ရပါတယ်ဆိုတော့နောက်တစ်ခန်းအောင်ကျွန်တော်တို့ကြည့်မယ်နော်ဆိုတော့ဒီမှာနှစ်ခန်းရှိရယ်ဒုတိယခန်းလေးကျွန်တော်အရင်ပြပေးမယ်ဆိုတော့ဒီခန်းလေးကလည်း master bedroom ခန်းလေးပဲဒါပေမဲ့ခုနခန်းလောက်တော့မကျေတော့ဘူးဒါပေမဲ့
ဟိုတယောက်တည်းနေမယ်ဆိုရင်တော့ဗျာကောင်းကောင်းလေးနေလို့ရတဲ့အနေအထားမျိုးရှိရယ် skirting လေးပါမယ်ကြွေပြားကလည်းခုနအတိုင်းပဲပေါ့နော်ကျွန်းနဲ့ကြွေပြားဆက်ပြီးသုံးမိထားတယ် white cement နေတေချာသုံးပြီးတော့ကြွေပြားကိုလှဆင်ထားအောင်တွေ့ရတယ်ကြွေပြားလှုပ်ထားတဲ့ pattern လေးတွေလည်းကျွန်တော်တို့မစိုးဘူးကတ်ထားတဲ့ဟာလေးရလည်းနော်ပြီးတော့ဒီမှာ shower tub လေးရှိမယ် toilet ရှိမယ် basin ရှိမယ် basin ကကျွန်တော်တို့ sink တွေကိုမြုပ်တဲ့ style ပေါ့နော်ပြီးတော့အပေါ်မှာကျွန်တော်တို့ counter ဟိုပါပေါ့ box တွေတစ်ခု cabinet box တွေတစ်ခုလုပ်ပြီးထားတယ်ဆိုတော့နောက်တစ်ခန်းကိုကျွန်တော်တက်ကြည့်မယ်နော်ဒီခန်းကကြတော့ single ခန်းလေးဗျတော့အနောက်မှာ single ခန်းတွေကိုတီးတန့်နေပူထားတဲ့ပုံစံမျိုးလေးသူဆိုလဲဧည့်သည်တွေပါလာမယ်ဆိုလဲ green လေးနဲ့ cabinet တစ်ခုနဲ့တော့ကောင်းကောင်းလေးလောက်တဲ့အနေအထားမျိုးမှာကျွန်တော်ရှိနေပါတယ်အပေါ်မှာဆိုလဲ ceiling လေးထည့်ပေးထားတယ်ဆိုတော့ကျွန်တော်အပေါ်တက်ကိုတက်မယ်နော်ကျွန်တော်တို့ဒုတိယတက်ကိုတက်နေဖြစ်ပါတယ်လေကားလက်ရန်နေထုံးစံတိုင်းပဲကျွန်းနေပဲကျွန်တော်တို့ဒီမှာ solid တွေပါမယ်ဝိုးတော်တော်လေးကျယ်ပြဒီမှာ living space area လေးရပေါ့တော့ဒီမှာဖျားခန်းကျွန်တော်တို့လုပ်လို့ရမယ်ပြီးတော့ဒီမှာတော့သူတို့ကဒီရေပိုက် point လေးကျွန်တော်ပြတာပါနော်ဒီမှာ basin လေးပါလုပ်ဖို့အတွက်ဖျားပန်းတောက်တော်ရေတွေလဲမယ်ကျွန်တော်တို့ပန်းတွေပါဆေးမယ်ဒီမှာလုပ်လို့ရမယ်ပြီးတော့သူကအပေါ်ဆုံးထပ်မှာ master bedroom တစ်ခန်းထားပေးထားတယ်နော် master bedroom ခန်းလေးကိုကျွန်တော်လိုက်ပြပေးပါမယ်သူခန်းလေးက air ဂျိုးလေးရှိရယ်တော်တော်လေးကိုကျယ်တယ်မှာပါတယ် wardrobe တွေထည့်မယ်ဆိုလဲအပြည့်ထည့်လို့ရမယ် customize bin furniture လည်းအပြည့်လုပ်လို့ရမယ်ပေါ်မှာ ceiling နဲ့ကျွန်တော်လုပ်ပေးထားတယ်ဆိုတော့ရေချိုးခန်းဘာညာနော်ဆိုတော့အောက်ထက်ကအတိုင်းလေးပဲဖြစ်ပါတယ် bed တက်ထည့်ပေးမယ် toilet ပါမယ် basin cabinet အပေါ် cabinet upper cabinet lower cabinet and then shower ဆိုတော့ share ပဲဗျဆိုတော့ကျွန်တော်တို့ကအင်တလုံးကို master bedroom တွေပါကြည့်မယ်ဆိုရင်တို့ပြည့်ပြည့်စုံလေးကြမှာနေလို့ကောင်းတာဗျ aircon လည်းပါပြီးသား curtain လည်းတက်ပြီးသားကျွန်တော် furniture ဘိုင်းတော့ပဲလိုတော့မှာပေါ့နော်ဆိုတော့ပြည့်သက်ကြီးကိုပြခြင်းနဲ့ view လေးကျွန်တော်ပြပေးပါမယ်။ဟိုနေတော့ပူတယ်ဗျ။ဆိုတော့အပြင်မှာကကျွန်တော်တို့ကြောင်လိန်လေးနဲ့ပေါ့နော်။အပေါ်မှာ outdoor ဟိုဟာလေးကျွန်တော်တွားလို့ရအောင်မယ်။ပြီးတော့ဒီမှာဘာညာလေးကျွန်တော်မှာ decorative material လုပ်ပေးထားတယ်နော်။ foyer design တစ်ခုလုပ်ပေးတာ။ဆိုတော့တော်တော်လေးကိုပြည့်စုံနေပြီ။ဆိုတော့အိမ်လေး data လေးကိုကျွန်တော်ထပ်ပြောပြပေးပါမယ်။ဒီအိမ်လေးကမြောက်တကုံ34ရက်ကွက်ထဲမှာရှိရဲ။ sorry 43ဆိုတော့ဒီအိမ်လေးကမြောက်တကုံ43ရက်ကွက်ထဲမှာရှိတယ်။သိန်းပေါင်း31,500နဲ့ဈေးဖွင့်ထားတဲ့အိမ်လေး4060နောက်ပြီးတော့ကျွန်တော်တို့ဘာထူးနဲ့ဆိုရင်တကြောကတ်ဘရင်အောင်နဲ့ဆိုရင်နှစ်ကြောကတ်ဆိုတော့ location ရတော်တော်လေးကောင်းပါတယ်။အိမ်လေးကိုဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုရင် Live ကနေပြီးဆက်သွယ်လို့ရ Live channel က Facebook နဲ့ TikTok မှာ view မြင်တက်ဆက်ပေးနေပြန်ကျွန်တော် channel ကို like subscribe follow လုပ်ဖို့တော့လည်းအားလုံးတောင်းဆိုပါတယ်။နောက်ပတ်ဒီမှာဒီထက်ပိုကောင်းတဲ့ home tour တွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်။